မြူတွေကြနေလဲမနဲ့ခင်းတခုမှာဆိုင်ရှေ့လမ်းမအပေါ်မှာတစ်တာဘုံတခုရောက်နေလာတွေ့လိုက်ရပါတယ်။ဆိုင်ရှင်လဲအဲ့ဒီတစ်တာကိုဆိုင်ထဲယူလာခဲ့လိုက်ပါတယ်။သူ့ရဲ့တကြားလုံးဆိုင်လေးကအယောင်းဝယ်ပါနေတာလဲကြာနေပြီဖြစ်ပါတယ်။ ဆိုင်ရှင်လဲဒီတစ်တာကိုဘသူပို့လိုက်လဲမသိပေမဲ့တိုရွဲ့နဲ့အဖုံးကိုဖွင့်ကြည့်လိုက်ပါတယ်။အထဲမှာတော့သူတခါမှမင်းဘူးသေးတဲ့တကြားလုံးရောင်းစက်တစ်ခုကိုတွေ့လိုက်ရပြီးအထဲမှာတော့လှပတဲ့တကြားလုံးပွေကိုတွေ့ရပေမဲ့ဆိုင်ရှင်ကတော့တခုခုမှားနေတယ်လို့ထင်နေပါတယ်။ ဆိုင်ရှင်လဲအများကြီးမစင်စားတော့ပဲနေရာတစ်ခုကိုဖုံးထုတ်ပြီးတကြားလုံးစက်ကိုရောင်းဖို့နေရာချထားလိုက်ပါတယ် ဆိုင်ရှင်လဲစမ်းတက်တဲ့အနေနဲ့သူ့အိတ်ကထဲကအကျွေးစေးကိုထောက်ပြီးတကြားလုံးစက်သေးကိုထဲလိုက်ပါတယ်။အကျွေးစေးထဲလိုက်တာနဲ့အထဲကနေပြီးတကြားလုံးလေးတစ်လုံးကကျလာခဲ့ပါတယ်။ တကြားလုံးကိုစားလိုက်တာနဲ့အရသာကကောင်းလုံးလို့သူ့ရဲ့ငယ်ဘဝကအမတ်တရားနေကိုမြင်ရောင်လာတဲ့အထီပါပဲ။ဒါပေမဲ့အချိန်ခဏလေးတွင်မှာပဲတကြားလုံးရဲ့အရသာကစူးရှူးရှာနဲ့ထူးဆန်းတဲ့အရသာအထစ်ပြောင်းသွားပါတယ် သူ့ရဲ့ရှာကနာကျင်သလိုဖြစ်လာပြီးတစုံတစ်ခုကသူ့လေပင်ကိုညှစ်ထားသလိုမျိုးတင်းကြပ်ခံစားလာရပါတယ်အနာမှာလည်းတီတိုးပြိုးဆူနေတဲ့တွေကိုကြားနေရပါတယ်အမြင်အာယုံတွေလည်းဝေဝါးလာပြီးတော့နှလုံးခုန်တန်းကလည်းပုံမှန်မဟုတ်တော့ပါဘူးရုတ်တရက်သူ့လက်နဲ့ခန္ဓာကိုယ်အနှံ့ကနေသွေးတွေစီးထွက်လာပြီးသူ့လည်းလဲကျသွားပါတော့တယ် သူပြန်ထလာပြီးမန်းရှည်သွားကြည့်တဲ့အချိန်မှာတော့မျက်လုံးနဲ့မျက်နှာတစ်ခုလုံးကသွေးတွေစီးကျနေတာကိုတွေ့ခဲ့ရပြီးသူလည်းတတိမိတ်လဲကျသွားပါတော့တယ် ။နာယီအနေငယ်ကြတဲ့အခါမှာတော့ဆိုင်ရှင်လည်းပြန်ထားလာပြီးတကိုယ်လုံးမှာသွေးတွေနဲ့ပေးချနေပြီးတုံရီလွတ်နေပါတယ်။နားထဲမှာလည်းတီတိုးပြိုးဆိုတဲ့တွေကိုကြားနေရတော့ပါ ဒီတကြားလုံးကြောင့်ဖြစ်တာမှဆိုင်ရှင်တည်သွားပြီးတဲ့နောက်မှာတော့ဆက်အဖုံးကိုဖွင့်ပြီးအမိုက်အိတ်ထဲကိုတကြားလုံးတွေအကုန်လုံးကိုထည့်လိုက်ကအမိုက်ပုံးထဲသို့လွှင့်ပစ်လိုက်ကြတယ်။တကြားလုံးတွေကိုလွှင့်ပစ်လိုက်တာနဲ့ဒီတိုးပြိုဆိုနေတဲ့အတန်းတွေရော့သွားပေမဲ့လုံးဝပြောက်သွားလာတော့မဟုတ်သေးပါဘူး ဆိုင်နဲ့ပြန်လာပြီးတကြားလုံးဆက်ကိုပါဖျက်ဆီးမလို့စဉ်းစားခဲ့ပြီးမြဲဆက်ကတော့ဘာမှမဖြစ်တော့ဘူးထင်တယ်မဖျက်ဆီးပဲဆိုင်အနောက်အခန်းထဲမှာပဲတင်ထားလိုက်ပါတယ် နောက်နေ့ဆိုင်ဖွင့်ချိန်မှာတော့ဆိုင်ရှင်အရန်ကိုအံ့ဩသွားခဲ့ရပါတယ်အဲ့ဒါကတော့တကြားလုံးဇက်ထဲမှာတကြားလုံးတွေပြန်ပြင်းနေပြီးရောင်းမဲ့နေရကိုသူ့အလိုလိုပြန်ရောက်နေလို့ပါပဲ သူ့နားထဲမှာလည်းတီတိုးပြောတန်တွေစူညံလာတာကြောင့်ဆိုင်နောက်မှာပဲထိုင်ပြီးပုံနေလိုက်ပေမဲ့သူ့ရဲ့စိတ်ကတော့ပုံမှန်မဟုတ်တဲ့အရာတွေကိုပါမြင်နေရပါတယ်သူ့ရဲ့မိမဖြစ်သူကလည်းအခုလိုပုံမှန်မဟုတ်တဲ့သူကိုကြည့်ပြီးအပြစ်တင်လို့နေပါလေဆိုင်ရှင်ကတကြားလုံးဆက်အကြောင်းကိုပြောပြပြီးမိမဖြစ်သူကမယုံကြည်ပဲတကြားလုံးမျိုးထုတ်ရောင်းခဲ့ပါလေဈေးဝယ်သူတွေကဒီတကြားလုံးတွေကိုသဘောကျတာကြောင့်ရောင်းရတွေတိုးလာခဲ့ပါတယ်တနေ့မှာတော့ကောင်လေးတစ်ယောက်ကတကြားလုံးဝယ်ပေးဖို့ကိုသူ့အမေကိုပူစာနေပါလေအမေဖြစ်သူကညစာစားပြီးမှတကြားလုံးကိုစားရမယ်ပြောတာကြောင့်ကောင်လေးလေတကြားလုံးတစ်လုံးကိုယူလာခဲ့လိုက်ပါတယ်ကောင်လေးလေညစာကိုမြန်စားလိုက်ပြီးတကြားလုံးစားဖို့ခွင်တောင်းလိုက်ပါတယ်အမေဖြစ်သူကလည်းစားပြီးရင်သွားတိုက်ဖို့ကိုတတိပေးလိုက်ပါတယ်တကြားလုံးကိုစားလိုက်တာနဲ့ပထမဆုံးထူးခြားတဲ့အရာတစ်ခုကိုခံစားလိုက်ရပါတယ်ခဏကြာမှတော့အရာအလုံးပြောင်းလဲသွားပြီးစူးရှူးရှားအရာနဲ့လဲချောင်းတဲမှာလည်းတစ်ခုခုကကုတ်ချစ်နေသလိုမျိုးခံစားလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့တီတိုးပြိုးဆိုတဲ့နေကိုကြားနေရပြီးမျက်လုံးထဲမှာလည်းထင်းရောင်ထင်းမားတွေထစ်လာခဲ့ပါတယ်ခန္ဓာကိုယ်ကတွေးတွေစတင်စီးဆင်းလာတာကြောင့်ကောင်းနေလဲမိဘတွေကိုလမ်းအော်ခေါ်လိုက်တာကြောင့်မိဘတွေအခန်းထဲကိုရောက်လာကြပါတယ်။ကောင်လေးကတော့နာကျင်လွန်းလို့အောင်ငိုနေပြီးသူ့မိဘတွေလည်းကလေးအထွတ်အယမ်းစိုးရင်သွားကြပါတယ်။သူ့အမေကဒီတကြားနှုံးကြောင့်ဖြစ်လာလားဆိုပြီးတော့တန်တရားရှိသွားပါတယ်။ရရနေငယ်ကြာမှပဲနောက်ထပ်ကောင်လေးတစ်ယောက်ကတကြားလုံးစားပြီးအခုလိုဖြစ်ရမျိုးနဲ့ကြုံတွေ့ခဲ့ရပါသေးတယ် တကူလုံးသွေးတွေပေးနေတဲ့ကောင်လေးကိုသူ့အဖေကဘာခစ်ခဲ့လဲမေးတဲ့အခါမှာကောင်လေးကတကြားလုံးစားခဲ့ကြောင်းကိုပဲပြောနေပါတယ် ။တကြားလုံးစားမိတဲ့ကလေးတွေအကြောင်းကိုလူတိုင်းသိသွားကြပြီးပြောစရာစကားတွေဖြစ်လာပါတယ်။မိဘတွေလည်းဒီဖြစ်ရတွေကြောင့်ကလေးတွေကိုဒီတကြားလုံးဆိုင်ကိုလုံးဝသွားမဝယ်ခိုင်းတော့ပါဘူး။နောက်ဆုံးမှာတော့ကလေးတွေထိခိုက်မှုတွေနဲ့ဖြစ်ရဆိုးတွေအကြောင်းကို SCP Foundation ကသိရှိသွားပြီးတကြားလုံးဆိုင်ကိုတွားရောက်စုံစမ်းမှုတွေလုပ်ခဲ့ကြပါတယ်။ တကြားလုံးဆက်ကိုတတိထားမိသွားပြီး
စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်ဆက်ကိုဆိုင်ရှင်စီကတောင်းယူလာခဲ့လိုက်ကြပါတယ် ။တကြားလုံးဆက်ကိုဖြုတ်ပြီးစစ်ဆေးကြည့်ပေမဲ့အရာအလုံးကပုံမှန်ဆက်အတိုင်းပဲရှိနေပါတယ်။ဒီတကြားလုံးဆက်နဲ့ပတ်သက်ခဲ့မှုတဲ့သူတွေကိုလည်း foundation ကမညံတွေဖျောက်ခဲ့ကြပြီးအခုတော့သူတို့အားလုံးဒီတကြားလုံးဆက်အကြောင်းကိုဘာမှမသိတော့ပါဘူး အဲ့ဒီနောက်မှာတော့သူတေတီတွေကတကြားလုံးဆက်ကိုစောင့်ကြည့်ပြီးထူးခြားမှုတွေကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်ဒီတကြားလုံးဆက်ကိုတော့ SCP-942 လို့သတ်မှတ်လိုက်ပြီးလုံခြုံရေးအဆောင်မြောက်စွာနဲ့စောင့်ကြည့်ထိန်းသိမ်းထားကြပါတယ် ပါဝင်ပစ္စည်းတွေကရိုးရှင်ပေမဲ့တက်ရှိတဲ့အတွက်တော့ကြောက်မတ်ဖွယ်ရာကိစ္စတွေကိုဖြစ်ပွားစေတဲ့တကြားလုံးဆက်ကိုအချိန်တိုင်းကင်မရာများနဲ့စောင့်ကြည့်နေကြပါတယ် စမ်းသပ်ခံများစွာနဲ့စမ်းသပ်ခဲ့ပေမဲ့ရလဒ်တွေကတော့အတူတူပါပဲပထမဆုံးမှာပျော်ရွှင်ဖို့ကောင်းတဲ့အရာတွေကိုကြုံတွေ့ရပြီးခဏလေးအတွင်းမှာပဲကြောက်စရာဖြစ်ရဆိုးကြီးကိုကြုံတွေ့ကြရတာပါပဲ ဒီတကြားလုံးကဘလို့ဖြစ်လာလဲဆိုတာကိုတော့အခုချိန်ထိတိကျတဲ့အဖြေမထုတ်နိုင်သေးပေမဲ့တေချာစောင့်ကြည့်ထားတဲ့စရင်ထဲမှာထည့်ထားပါတယ်။သူတေသနပညာရှင်တွေကတော့ဒီနေ့အချိန်ထိစမ်းသပ်နေဆဲထိဒီတကြားလုံးတွေကအဖြေရှာမရသေးတဲ့ပု္ပ္ပစာတစ်ခုအဖြစ်ရှိနေတော့ပါပဲ မိတ်ဆွေတို့ဆိုရင်တော့ဒီလိုမျိုးချစ်စရာကောင်းတဲ့တကြားလုံးလေးကိုစားကြည့်ခြင်းရဲ့လားဆိုတာ comment မှာရေးပေးခဲ့ကြပါဦး ဒီလိုထူးဆန်းတဲ့ SCP အကြောင်းကြားတွေကိုဆက်ကြည့်ချင်းရင်တော့ကိုရှိရဲ့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်ကြည့်ဖို့မမေ့နေဘူးနော်